โอเคမင်္ဂလာပါနော်ဆရာတို့ဒါတချို့ဘဲတွေဆက်ပူပြီးတော့အသက်ထွက်တဲ့ပြဿနာနော်တီမူလီလေးလို့ပေါ့နော်မကြက်တာတော့ပြီးတော့မညီတာတော့ပေါ့နော်ဒါအသက်အော်တာပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီကောကိုကျွန်တော်24မီတာမင်းနဲ့ကြက်မှာပေါ့နော်ဒီမှာ24ကို0နဲ့တက်အောင်ထားမယ်ကျွန်တော်တော့ဒါကျွန်တော်တအားကြက်လဲကျွန်တော်ကင်မီရှက်ဘောကွဲရဒါပေါ့နော်အဲကြောင့်ကျွန်တော်ဒီလိုပေါကန်လေးဝယ်ထားရတော့မဲ့တာပေါ့နော်ဒီကောစီတော့ကျွန်တော်တို့မူလီလက်တအားမကြက်ဘူးတအားကြီးလည်းမချော်ဘူးပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒါတချို့ဘဲတွေမှာ AJ ပူရသက်ထွက်တဲ့ပြဿနာတွေနော်ဒီမူလီမညီဘူးပေါ့နော်ဟိုဘက်ဒီဘက်မညီဘူးကျွန်တော်ဒီကောင်မရှိဘူးဆိုကျွန်တော်တို့ခက်မှတ်ပြီးတော့ကြက်ရတာကြက်လားမကြက်ဘူးလားမဆိုတော့မသိဘူးပေါ့နော်ဒီမှာရပြီနော်တအားလည်းမကြက်ဘူးတအားလည်းမချောက်တအားကြက်ကျွန်တော်တို့ commission ဘောကွဲမြဲတယ်တအားချောက်ရလဲကျွန်တော်တို့ဒါအသာထွက်တဲ့ပြဿနာတွေဖြစ်တော့ပေါ့နော်အဲကြောင့်ကျွန်တော်တို့ဒါကျွန်တော်လာမေးတဲ့လူတွေဆက်ပူမှအသာထွက်တယ်တချို့ဒီမူလီလေးပြတ်ကျက်လိုက်ကောက်သွားတဲ့ဘေးလည်းရှိတယ်ပေါ့နော်ဒါဘေးလည်းတော့ပြောတာမဟုတ်ပါဘူးโอเคရှာများလို့မင်္ဂလာပါ